ဘဝမှာအခက်အခဲတွေ့လာရင်လူတွေရဲ့တုံ့ပြန်မှုပေါ်မူတည်ပြီးတော့ရလက်တွေခွာချသွားတာဖြစ်တချို့သူတွေကအခက်အခဲတွေ့လာရင်အခက်အခဲကဒီလိုတွန်းချလိုက်တော့ဟိုးအောက်ကိုဆုံးပြုတ်သွားတယ်တချို့သူတွေကကြတော့အခက်အခဲတွေ့လာတဲ့အခါမှာအခက်အခဲကတွန်းတင်ပေးလိုက်တဲ့အခက်အခဲတွန်းတင်မှုကိုအသုံးပြုဘဝဟာမြင့်တစ်ထက်မြင့်သွားတယ်ဆိုအခက်အခဲမတွေးပြီးတော့ထက်တော့ဘဝမှာအခက်အခဲကြောင့်အရေးချင်းတွေထွက်လာပြီးအောင်မြင်သွားတဲ့လူတွေလည်းအများကြီးအဲဒီလိုလူတွေစီအောင်လူမျိုးတို့စူးစမ်းအားထုတ်ဖို့လိုအပ်တာဖြစ်ပါတယ်အခက်အခဲတွေတွေ့လာရင်ဒုက္ခတွေတွေ့လာရင်ဒုက္ခရဲ့အလုပ်ကိုဝင်မလုပ်ပါနဲ့တချို့တွေကဒုက္ခတွေတွေ့လာရင်ဒုက္ခရဲ့အလုပ်ကိုဝင်လုပ်တယ်ကိုယ်ဆိုတယ်ဒုက္ခတွေ့လာရင်ဒုက္ခမင်းလုံးငါလည်းငါအလုပ်အခက်အခဲတွေ့လာရင်အခက်အခဲမင်းလုံးငါလည်းငါအလုပ်ကိုအကောင်းဆုံးဘာတွေပဲဖြစ်နေအရှိကိုဆက်နိုင်ရင်လူမျိုးတို့အတွက်အောင်မြင်မှုတွေဟာစောင့်ကြိုနေမှာဖြစ်ပါလေလို့ချစ်ခင်စွာညှောက်ပြလိုက်ပါတယ်